ငပိချက်ပြီးတိုးစရာမရှိလို့စက်ခင်းထဲမှာခရမ်းချူတီငါရဖို့သွားဝယ်လာတာဘယ်လောက်ရလာလဲလို့လိုက်ကြည့်ပေးကြပါအောင်ရှင်။အခင်းပိုင်ရှင်ခွတ်တောင်းပြီးတော့ကိုယ်တိုင်လည်းခုခဲ့ပါသေးတယ်။ခရမ်းချူတီငါရဖို့တော့မြင်းတဲ့အတိုင်းပါပဲရှင်။ဘုံမော်လောထည့်ပေးထားတဲ့ဖြေရောမှခရမ်းသီးလေးတွေရောတင်မောသီးလေးတွေပါပို့ထည့်ပေးလိုက်ပါသေးတယ်။900ဘူးကလေးမနှဲတောင်တိန်နေရတယ်။ဝန်တာအာရနဲ့ပြင်လာတာလမ်းမှာအတိအန်တင်ကသမီးရေပိန်းနေချက်စားမှုဆိုလာယူလေးဆိုလို့အပြေးလွှားသွားပြီးအကြီးကလုံးမခဲ့ပါသေးတယ်။ရှင်ရိုးရှင်းပြီးစားကောင်းတဲ့ငပိချက်လေးလာပါပြီရှင်။ပထမဦးစွာငါးနှဲငယ်ကိုပြုတ်ပြီးတော့အသားနှွင်ပေးထားပါမယ်။ပြီးရင်တော့ငါးပြုတ်ထားတဲ့ရေကိုပဲမြင်ငယ်ပြီးလေးထည့်ပြီးတော့တည်ပေးပါမယ်။အာဝါသီးလေးပါတစ်ခါလေးထည့်ပေးလိုက်ပါမယ်။ငပိရဆိုလာရင်တော့ထောင်းသားချစ်သူမျိုးငယ်လေးထည့်ပေးလိုက်ပါမယ်။ပြီးရင်တော့အစင်းသေးနှွင်ထားတဲ့ငါးသားလေးပါထည့်ပေးလိုက်ပါမယ်ရှင်။ရတာအပေါ်ငံမြည်ပြီးတော့စားအချိုမို့လို့ထည့်ပေးပါနော်။ဒါလေးကတော့ထမင်းစားအရင်မြင်ပြီးချက်ရလွယ်ကူတဲ့ငပိချက်လေးဖြစ်ပါတယ်ရှင်။ခုနကတော့စကင်တော့လိုက်တူစရာလေးနဲ့ဆွဲလိုက်ပါအောင်မရှင်အားလုံးပဲသုံးဆောင်ကြပါအောင်လားရှင်ဆုံးနေကြည့်ပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်